ကျွန်တော်ကိုရောက်နေတာကဒဲရာပေါ့နော်ဒဲရာမားကြတော့လေသူကလေဒီမှာဒီဘက်ချမ်းကကျွန်မကိုရောက်နေတာဒဲရာဟိုဘက်ချမ်းကကြတော့ဘာဒူဘိုင်းဒီဘက်ကိုဟိုဘက်နဲ့ဒီဘက်နဲ့ကိုလေလှေနဲ့ကူးလို့ရရပါတော့ဒါက bus လိုမျိုးပဲလှေပေါ့သူကကြတော့1 dram ပဲပေးရတယ်ဒီမှာဒီသွားနေတာကျွန်မပြသွားနေတဲ့ဟာကိုဒီမှာကြည့်ဒီလိုလေးတွေဒါကဒီအိုက်လေးနဲ့အိုက်နေလေးနဲ့သွားရတယ်ဟိုဘက်ကန်းကိုခဏလေးပဲစီးရတယ်1 dram ပဲအချိန်ကုန်လဲတက်တာပေါ့နော်ကျွန်မရှောက်နေနေမှာမဟုတ်ပါဘူးကျွန်မအလုပ်ရှားနေတာပါကျွန်မပတ်တိုင်းတွေလုပ်နေတာဆိုတော့ပတ်တိုင်းလုပ်နေရဆိုတော့ကျွန်မက2 နှစ်ဗီဇာမရှိဘူးအဲ့ခါကျတော့ကျွန်မအခုအဒီတက်အလုပ်တစ်ခုကိုရှာနေတာပေါ့နော်2 နှစ်ဗီဇာမရှိရခါကျအလုပ်လုပ်ရတာအဆင်မပြေဘူးအားကြောင့်မို့အဒီတက်2 နှစ်ဗီဇာလုပ်ပေးမဲ့အလုပ်ရှာနေတာရှာရင်းနဲ့ဒီနေရာကိုရောက်လာတာပေါ့နောက်တော့ကျွန်မဒီနေရာမှာအင်တာနက်ကလည်းအော်တိုမိသွားတော့ကျွန်မဝမ်းသာရနဲ့လိုက်လွှဲလိုက်တာပါလေလေးစီးရချစ်ဖို့ကောင်းတဲ့ဒီကြပြဆန်နေနော်တစ်ချက်ပဲပေးရတယ်တယောက်ကိုမှတစ်ချက်ပဲရှိရယ်လူတယောက်ကိုမှတစ်ချက်ပဲရှိရယ်အဲ့လိုစီးရတာပါနေရမကြီးမြစ်တဲမှာလေလေးသွားနေအများကြီးပဲဒါနေဝင်စည်းစာဆိုတော့ကောင်းတယ်ဈေးကြီးတဲ့လေလည်းရှိရဒီလားဒါကဟိုမှာမြင်နေရတွေ့လားအဲ့ဒါဈေးကြီးတယ်အဲ့ဒါကျတော့နည်းနည်းဈေးကြီးတဲ့လေပေါ့ကွာဟိုမှာမြင်နေရဟာကျတော့နည်းနည်းဈေးကြီးတယ်ဒါလားကျတော့ဒီနေရာကျတော့တစ်ချက်ပဲပေးရတယ်ဒုတိယတစ်ချက်ပဲရှိရသူကနိုင်တက်တယ်မှာနိုင်တက်ပါတယ်အိုးဒီမှာဆိုရင်မာဒီအနေစိမ့်မှာเนาะထိုင်ပြီးတော့နားလို့ရတဲ့နေရာတွေလည်းလုပ်ပေးထားရမ်းမိုက်တယ်အရမ်းမိုက်တော့ဟိုးကလှေရမိုက်တယ်ဟိုးကလှေရမှာဒီအဲ့ဒါကတော့ပတ်စံအများကြီးအဲ့လှေရကျပတ်စံအများကြီးပေးရတယ်ပတ်စံအများကြီးပေးပြီးတော့စီးရတဲ့နေဒါလေးတွေကကျတော့အခုထွက်သွားပြီပေါ့နော်ဒါကျွန်တော်လည်းသွားစီးလို့တစ်ချက်ဆိုတော့မရှောက်လေနေရမဟုတ်ပါဘူးကျွန်မအလုပ်ရှာနေတာပါအလုပ်ရှာရင်းနဲ့ဒီနေရာကိုဒီဒေတာကိုရောက်ရှိနေတာဖြစ်ပါတယ်အလုပ်ကလည်းကွာအဲ့လိုမျိုး ID ပေးတဲ့အလုပ်ကတက်တယ်လားမာကြီးအေးဒီမှာလေးမာကြီးတော့လေချစ်ဖို့ကောင်းလားချစ်ဖို့ကောင်းနေဟာနေလေးဒီမှာဒီဟိုဘက်ကန်းနဲ့ဒီဘက်ကန်းကိုလေဟိုဘက်ကဘာဒူဘိုင်းမှာကျတော့အဲ့လိုမျိုးပါလေအိန္ဒိယ short တွေများတယ်ကွာသိလားအဲ့မှာကျတော့မဖျားเจ้าတွေပါလေရှိတယ်နောက် go short လေဒီနားမှာပဲ